ဒီဗီဒီယိုကဒီ comment ကတန့်စင်ရဲ့ဒီ training လုပ်နေတဲ့ဗီဒီယိုရဲ့အောက်မှာ comment ရေးထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အားပေးရတာကရှက်စရာမဟုတ်ဘူးအားပေးရတာရှက်စရာမဟုတ်ဘူးသူများသားပြိုသမီးပြိုသူများပစံသူများရဲ့ပစ္စည်းဥစ္စာခိုးနေတာမဟုတ်ဘူးသူလိန်နေတာမဟုတ်ဘူးသူ့ဘာသူရဲ့ခန္ဓာကိုယ်နဲ့သူ့ဘာသူအရင်စိုက်ပြီးတော့သူ့ဘာသူစူးစမ်းယူနေတာမင်းကိုငါ့ကိုလာအားပေးပါဆိုပြီးတော့လဲမင်းကိုဖိတ်ခေါ်မထားဘူးဟုတ်ပြီနော်ဆိုတော့မင်းတို့သိပြီးတော့အာမချောင်နဲ့မင်းတို့ဘဝမှာလဲပြိုလဲဘူးမှာပဲကိုတိုင်ပြိုလဲဘူးမှာဒါကိုသိမှာမင်းတို့ကအမပေးဘူးမင်းကိုအာမပေးဘူးအာမပေးဘူးအာမပေးရင်အာမပေးနေပေါ်မှာဖြစ်လေတန်းစင်ကသူ့လမ်းသူရှောက်နေတာသူ့ဘာသူအကောင်းဆုံးပြင်ဆင်နေတာအကောင်းဆုံးစူးစမ်းနေတာတစ်ချိန်ချိန်မှာမဖြစ်လာနိုင်ဘူးဆိုတာမရှိဘူးဖြစ်လာနိုင်တယ်အားကစားပဲကွာအရှုံးရှိရင်အနိုင်ရှိမှာပဲလေမင်းတို့အဲ့လိုမျိုးထိုးနှက်ခြင်းနဲ့စိတ်တရားမင်းတို့တို့တအုပ်စုကတီးတန့်ရှိတယ်တိလားငါပြောလို့ရှိရင်တော့အဲ့ဒါငါ comment အောက်မှာလာတော့မယ်မင်းတို့ကောင်းတယ်မင်းတို့လိုကောင်းနေကြီးပဲဒါပေမဲ့ငါကလည်းအရေးလို့မှာတော့မဟုတ်ပါဘူး